ပြုတ် တော့ပါလားအရင်ပြင်ညနေကိုကြာရေးလို့ဆက်တယ်ဒီလိုမျိုးနေတာလို့ကငါ့ဘောကဘာဝချက်ကြတော့ဒီစားတော့မဲ့ချိန်တခုကြည့်ဖို့အားလဲဝယ်စတိတွေပါဆရာတော်လည်း အမှန်တိုင်းဆိုတော့တက်ရွယ်ချင်တယ်နော်နောက်ပြီးတော့လေးရအောင်အဲ့လိုမတိရအောင်အများကြီးလုပ်တယ်သူတို့ကပြောတဘာဝချစ်တာလို့ပြောခြင်းကိုပါချင်တယ်နော်အဲ့တော့တကယ်တော့အဲ့ဒီမက်လေးတွေကဒီညလုံးနဲ့ကလည်းအလန်းဝေးတာတယ်ပေါ့နော်အလန်းဝေးတာတယ်သူကိုပဲကိုယ် support ပေးစီတာကလည်းကိုနိုင်တဲ့ဘက်ကိုပြနေတာဖြစ်ပါတယ်နော်အဲ့ဒါကလည်းမြောက်ပေါ့နော်ဒီ Apple Aesthetic ရဲ့ canvas စာလေးနဲ့ပေါ့ဟိုရောအမရောဒီ Apple Aesthetic ကိုရေးချက်ပြီးတော့ကိုရီးယားအတိုင်းမသိပြောတာပေါ့နော်ကိုနိုင်ဆိုလည်းပါပြီးငယ်လေးကမင်းလေးတိုင်းရဲ့အချစ်ကိုတတ်မှတ်ထားရတော့ပေါ့နော်တင်စားထားရကိုနိုင်တော့အခုချိန်နေလဲကိုနိုင်ဆိုတက်တက်လုပ်တော့ပေါ့နော်အဲ့လိုလူမျိုးကနေပြောမှာဒီ Apple Aesthetic ကိုလက်ခံပေးတဲ့ brand စာလက်ခံပေးတဲ့ကြောင့် Apple Aesthetic ကိုအနေနဲ့အကျန်းပဲပြောရတယ်ဟောတာပြောပါတယ်အားလုံးချစ်အခုလိုကျွန်တော်လည်းဒါယုံကြည်ခြင်းနဲ့ပေါ့နော်ကျွန်တော်ကအနန္တနဲ့ပြောတယ်အခုလည်းရိုက်ကြည့်ပါတယ်အဲ့ဒါကျွန်တော်ပြောသလိုကျွန်တော်ဇရာတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဖြစ်တည်မှုမှာထပ်ပြီးတော့ quality ပေးလိုက်တာ quality ခဏကျွန်တော်ပြောလို့ပေါ့ကျွန်တော်ပြီးသွားနေတယ်ဒီပွဲကြီးကိုလုပ်လိုက်တဲ့အချိန်မှာကျွန်တော်တကယ်ကိုကြိုပြီးတော့မသိထားဘူးခီးရတယ်လုံနေတဲ့အချိန်အားလို့ဒီလိုရမ်းကိုလေလောင်ထားတယ်တော်ကိုရွဲနေတယ်ပေါ့အေးရတယ်ပြက်အမကူနဲ့ဒီလိုပြီးမယ်ကျွန်တော်လည်းယုံပါတယ်ဟောအရန်ဝမ်းသာပါတယ်မလေးချပါအစင်ပေါ်မှာပြောခဲ့တဲ့ MC လို့ပြန်စိတ်ဝင်စားပြီးလုပ်ချင်တယ်ဆိုတဲ့အချိန်မှာအရင်ဦးဆုံးမူရှိလာတာဒီ Apple ပေါ့နော် Apple က brand စာခတ်မယ်ဆိုတဲ့ဟာလေးရှင်းလာတာဖြစ်တဲ့အတွက်အရင်ကအမှတ်တရအဖြစ်ဆုံးပါပဲနောက်ပြီးတော့တိုင်းနဲ့လည်းပြန်ပြီးဆုံးသွားတဲ့ဝမ်းသာပါတယ်နောက်ပြီးတော့ခုနပြောလို့ဆရာဆိုတော့လိန်လို့မရဘူးပေါ့နော်ဘယ်လောက်ပဲလောက်ဘူးပြောလှရပဲပြောကိုယ့်ရဲ့လိုအပ်ချက်ကတော့ရှိနေတယ်အဲ့ဒါကိုသိရတယ်ရှိတယ်မသိရလည်းရှိတယ်အမိုးဆိုရင်မသိဘူးမသိတော့အမရှိပေါ့နော်သွားတဲ့အချိန်မှာဒီမှာဂျာလေးဆိုရင်မျက်နှာလေးချောင်းနေတယ်ချွေးပေါက်လေးကျဲနေတယ်ဆိုတော့အဲ့ချိန်မှာကိုကသိခဲ့ရတာပေါ့နော်ဟိုကိုသားရည်လေးပျက်စီးနေပါလားဆိုတဲ့ဟာလေးပေါ့နော်အဲ့အတွက်အပဲမှာခီးမန်လေးယူပြတယ်မူရအကြောက်တဲ့အတွက်ဒီအဲ့နဲ့မဆိုင်တဲ့ဟာလေးပေါ့နော်ဒီချာလေးကိုလုပ်ပြီးရဲလုပ်ပြီးရတဲ့အတွက်စိတ်တည်ငြိမ်မှုလည်းရခဲ့တယ်နောက်လည်းပုံမှန်လေးလုပ်ကောင်းတယ်ပေါ့နော်ဟုတ်အပဲနဲ့လည်းတွေ့ပြီးတော့ဒီတစ်နှစ်တောင်မှအကောင်းဆုံးပိုလှအောင်ပေါ့နော်ပိုလှအောင်ကိုတိုင်းရလည်းပြုပြင်ပြီးနေထိုင်သွားပါမယ်အပဲနဲ့လက်တွဲသွားပါမယ်ဟုတ်တော့ကိုနိုင်ဆိုတော့တက်ရွယ်ချင်တယ်နော်နောက်ပြီးတော့လေးရအောင်အဲ့လိုမတိရအောင်အများကြီးလုပ်တယ်သူတို့ကပြောတဘာဝချစ်တာလို့ပြောခြင်းကိုပါချင်တယ်နော်အဲ့တော့တကယ်တော့အဲ့ဒီမက်လေးတွေကဒီညလုံးနဲ့ကလည်းအလန်းဝေးတာတယ်ပေါ့နော်အလန်းဝေးတာတယ်သူကိုပဲဟိုကတဘာဝကြကြပို့ပြီးလှအောင်ပို့ပြီးတော့ဒီကနေပို့ပြီးရဲ့တဘာဝချအသားတွေကိုကိုယ် support ပေးစီတာကကိုနိုင်တဲ့ဘက်ကိုပြနေတာဖြစ်ပါတယ်နော်ပြုတ်တော့ပါလားအရင်ပြင်ညနေကိုကြာရေးလို့ဆက်တယ်ဒီလိုမျိုးနေတာလို့ကငါ့ဘောကဘာဝချက်ကြတော့ဒီစားတော့မဲ့ချိန်တခုကြည့်ဖို့အားလဲဝယ်စတိတွေပါဆရာတော်လည်းစင်အားရဝါနာဘယ်တော့နောက်နေလဲစိတ်အပြည့်စပါတယ်ပါတယ်ဒါပါကျွန်တော်မြင်ရတယ်ဒီလိုရှိတယ်ဒီချက်ဒီကောင်းကြီးတယ်ဒီဓာတ်တွေဒီလောက်ထားတာရှိတယ်ပြီးပေါ့ရှိတယ်စောက်စားနေရှိတယ်ဟိုဓာတ်ပုံနဲ့မှလာလေဒီနေ့ကပြင်မှာနေကြစစ်စစ်ပေါ့ရှိတယ်မြင်တယ်အဲ့တော့ညာရှင်တွေ
တိုင်းမသိဘူးကျွန်တော်တို့အဲ့လိုလေအားပြီးတော့ဒီလိုပဲအားပြီးနဲ့ ကဲပါပေါ့နော်ဆောက်ရရတော့ကိုယ်ကိုယ်ရရတယ်ကျွန်တော်ဓာတ်မိုးရောဒီကိုနိုင်ရောအမေဖြစ်ဖြစ်သူတို့ရဲ့ lifestyle ရကြည့်မယ်ဆိုရင်ဖြစ်ဖြစ်သူတို့ရဲ့ဘာသာဆိုင်ရာဒီလေးစုဖြစ်ဖြစ်သူ့ပဲဖြစ်ဖြစ်ပေါ့နော်။ညာတော့နေတတ်တဲ့ချောင်းအဲ့တော့အဲ့လိုလူလေးတွေနဲ့အတူလက်တွဲလောကခွင့်ရတဲ့အချိန်မှာတိုင်းပြည်ပုံယူမိတယ်။ဒီကတော့သူတို့ကကိုယ်နဲ့အလုံးလုံးဖို့အတွက်လက်ခံတာမျိုးတွေကကိုယ်အဲ့ရကုတ်တက်ပြီးဆုံးလို့ပေါ့နော်။အဲ့တော့တစ်နှစ်အတွင်းပေါ့နော်။ဒီမှာတော့ပြောင်းလဲဖြစ်လောကတွေဆောက်ရှောက်ခွင့်ရတော့မှာဆိုတော့လည်းခုံအချက်ပေါ်တော့မမိုးတွေပြပြကိုနိုင်ပဲဖြစ်ဖြစ်ဝေးကြချင်လာတော့မဆက်ကိုပြီးတော့မဆက်ကိုပို့လာအောင်လုပ်ချင်လာအဲ့ပေါ်မူတည်ပြီးတော့အစားတောက်တွေလည်း plan ပေးဖို့စီစဉ်ရှိရဲအပက်စတစ်ကလင်းနဲ့အစားတောက်တွေပြင်ဆင်ရှိရဲပြီးတော့အတဲစက်တွေနဲ့တာမျိုးတွေပေါ့နော်အဲ့အပြင်ကိုဘေးကနေပြီးတော့ဒီ lifestyle အတွက် idea ကိုမှတော့ညလုံးကတော့ lifetime မှာ error မရှိပေါ့နော်ကျမ်းမှနေခဲ့တဲ့လူတွေပဲအဲ့တော့ကိုကောင်းအောင်ပို့ပြီးတော့မှုပြအောင်ဒီကနေပြီး idea တောင်းလေးတွေပေးနေပေါ့နော်နောက်ဆုံးတစ်ခု